بسم الله الرحمن الرحيم الحمد لله وكفى وسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم قد أفلح من زكاها وقد خاب من دساها صدق الله العظيم لونگے جمعہ میں تیمبیا کے لیے لامیا رمضان یہ 9 ပိုင်းမှာAllahရဲ့ဘန္တာတွေဟာအလ္လာဟ်ရှိမတ်နဲ့ဝေးဝါးကြတယ်သူတို့ထင်တာကရမဇန်မှာပဲအလ္လာဟ်ဟာသူတို့နဲ့နီးနီးဆက်ဆက်ရှိတယ်ရမဇန်ကုန်ပြီးရင်အလ္လာဟ်လည်းသူတို့နဲ့ဝေးဝါးပြီးလို့ထင်Allah Ta'ala အမိန့်ရှိတဲ့ဝါအီဇာဆာအဒကအီဘာဒီအန်နီဖအင်နီကရီဘ်လာမရမဇန်မှာလည်းငါဟာတင်တို့နဲ့နီးကပ်စွာပဲရှိခဲ့ရမဇန်ရဲ့နောက်ပိုင်းမှာလည်းပဲငါဟာတင်တို့နဲ့နီးနီးကပ်ကပ်ပဲရှိတင်တို့ပဲဝေးသွားတယ်အဲ့ဒီဝေးသွားရတဲ့လာမရရမဇန်ကုန်ပြီးရင်မွတ်စလင်တွေအလ္လာဟ်နဲ့ဝေးဝါးတယ်ဒီနဲ့ဝေးဝါးကြတယ်ရမဇန်မှာसुन्नत नमाज रकात तरावी रकात नसेफा नाइने मुस्लिम देहा रमज़ान ने 9 भाई तन्नी लो मामा फ़र्ज़ नमाज सखुन रकात को मफन नहीं जाओ तब बाफिल लो ले बो अरी चाहो लोगे ने पाका दिलो तेमजा खेरे बाले सुनो चलो हाँ मिमी को मिमीပြုပြင်ရအစ္စလာမ်လုပ်ဖို့လိုအပ်ဒီနေ့အသက်60အသက်90ရောက်ကုန်ပြီဟာလားကျွန်တော်တို့ဘဝဟာဘာမှပြုပြင်ပြောင်းလဲမှုမရဘူးဒီခေတ်တေဆုံးသွားတဲ့လူတွေကိုပြန်လေ့လာရင်ကိုပြုပြင်ပြီးတော့ဒီင်ပေါ်မှာအလ္လာဟ်ရဲ့ခြေနှံမှုနဲ့အညီမိမိဘဝကိုရှောက်ပြီးနောက်ဆုံးအလ္လာဟ်ကိုခြေနှံအောင်လုပ်ပြီးတော့ဒုနီယာကနေထွက်ခွာသွားနိုင်တဲ့လူဟာအမ်တန်နဲရာဒီယတ်မရဒီယာအလ္လာဟ်ကလည်းသူ့ပေါ်မှာခြေနှံတယ်သူလည်းအလ္လာဟ်ပေါ်မှာခြေနှံတယ်အဲ့ဒီလိုဘဝနဲ့ဒုနီယာကနေထွက်ခွာနိုင်တဲ့လူတွေဟာကျွန်တော်တို့ခေတ်မှာတော်တော်ကိုနေပါတယ်အများအားဖြင့်ကနေ့ဒီခေတ်မှာလူတွေရဲ့မော့ကပြန်ကြည့်ရင်ဒီဂဖလတ်နဲ့အလ္လာဟ်ကိုမေ့လျော့ထားတဲ့ဒီင်ကနေဝေးတဲ့အဲ့ဒီလိုအဖြစ်နဲ့ပဲဘဝနဲ့ပဲဒုနီယာကနေသွားနေကြတယ်မိမိဘဝကိုပြုပြင်ပြီးတော့အလ္လာဟ်ကိုခြေနှံအောင်လုပ်ပြီးအလ္လာဟ်ခြေနှံတဲ့အဖြစ်နဲ့ဒုနီယာကနေထွက်ခွာနိုင်တဲ့လူဟာအင်တာနဲပါတယ်။ဒါဘာကြည့်ရလဲဆိုတော့လူတွေဟာကိုပြင်ဖို့အတိထဲမှာမလာဘူး။ဒါဘတ်တဘလီကပုဂ္ဂိုလ်တွေလာပြီးအတင်းဖမ်းပြီးတော့ခေါ်ဝိုင်းရင်3 ရက်10 ရက်ချစ်လာအဲ့ဒီလိုခေါ်ဝိုင်းရင်တော့ဘယ်လိုမဆိုဒီဘေချာလာလိုင်းနဲ့တဲ့ပါတယ်ဒါဘာလဲဆိုတော့သူ့ကိုယ်သူပြင်မှုသူ့သဘောနဲ့သူပြင်တာမဟုတ်ဘူးတဘလစ်ကမိတ်ဆွေတွေအတင်းဖမ်းပြီးတော့သူ့ကိုခေါ်သွားပြီးတော့ပြုပြင်မှုလုပ်ငန်းစဉ်နဲ့မှသူ့ကိုထဲလိုက်တာဘေချာလာဘယ်လိုမဆိုလိုင်းတဲ့ပါတယ်တခါအဲ့ဒီကပြန်လာပြီးသူကဒီလုပ်ငန်းနဲ့တခါပြန်ကင်းကွာသွားတဲ့ခါကျတော့ပြန်ပြီးဟိုဒုံဟောင်းကိုပြန်ရောက်သွားတယ်ဟိုဂဖလတ်ကဇင်ဒဂီကိုသူပြန်ရောက်သွားတယ်ဆိုတော့ဘာတိရလဲဆိုတော့လူက
ကိုပြုပြင်ဖို့လိုအပ်တယ်အစ္စလာမ်လုပ်ဖို့လိုအပ်တယ်ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်တာအာလာအမိန့်ရှိတယ်ဝနဖ်စင်ဝမာဆဝါဟာဖာအလ်ဟမဟာဖူဂျူရဟာဝတကွာဟာလူတိုင်းကမိမိကိုယ်ကိုပြုပြင်ဖို့လိုအပ်တယ်ဆိုတဲ့သဘောကလူသားကိုအလ္လာဟ်ကဖန်ဆင်းပြီးရင်ဒီလူသားရဲ့အတွင်းထဲမှာသူ့ရဲ့နဖ်ရဲ့တကွာနောက်နဖ်ရဲ့ဖူဂျူအကောင်းကောအဆိုးကောကောင်းတဲ့အရေးချင်းမကောင်းတဲ့အရေးချင်းနှစ်ခုလုံးကိုအလ္လာဟ်ကလူသားရဲ့အတွင်းထဲမှာထည့်လိုက်အကောင်းတရားရဲ့အရေးချင်းလဲလူစီမှာရှိတယ်မကောင်းတရားရဲ့အရေးချင်းလဲအလ္လာဟ်ကလူသားထဲမှာထည့်လိုက်ဒါကလူသားထဲမှာပဲမဟုတ်ဘူးပေါ့ဒီစัจ java လာတစ်ခုလုံးမှာကဘာတစ်ခုလုံးကိုပြန်ကြည့်ရင်အရာတိုင်းမှာအဲ့ဒီအရာတိုင်းရဲ့အထဲမှာအကောင်းတရားလည်းရှိတယ်အဆိုးတရားလည်းရှိတယ်လူသားမှာပဲမဟုတ်ဥပမာအိမ်တစ်လုံးကောင်းမွန်ဖို့တတ်တရရလှလှပပဖြစ်နေဘူးဆိုတာကဒီအိမ်ပေါ်မှာကိုစူးစားငွေကြီးအကုန်ကြခံမယ်လူအပေပန်းခံမယ်ကိုဒုက္ခခံမယ်ဆိုရင်အိမ်ရတစ်လုံးဟာသူနေချင်းစပွဲဖြစ်နေမယ်လှလှပပဖြစ်နေဒါသူ့ရဲ့အကောင့်တရားကိုကျိုးပန်းအကယ်၍အဲ့ဒီအိမ်တစ်လုံးပေါ်မှာကိုကျိုးပန်းတဲ့ကျိုးပန်းမှုကိုမလုပ်ဘဲနေလိုက်ရင်ဖြည်းဖြည်းချင်းဒီအိမ်ကယိုယွင်းလာမယ်ပျက်စီးလာအိမ်ထဲမှာဖုံနေအမိုက်တရိုက်တွေပြေးလာမယ်ဟုတ်လားကြာလာတဲ့အခါမှာဒီနေရာကမဆလာတွေပြိုကျလာမယ်ပြီးရင်ခေါင်မိုးတွေပြိုလာမယ်ပြီးရင်အိမ်ကြီးကရူကူသွားမယ်နောက်တစ်ခါရူကူကနေစကြီလာရေးရောက်အောင်ဒါကဒီအိမ်ပေါ်မှာကိုကမကြိုးပမ်းတော့ဘူးဆိုရင်သူ့ရဲ့အသွေးမှရှိတဲ့အဆိုးတရားကထွက်လာမယ်နောက်ဆုံးဒီအိမ်ကပျက်စီးသွားတယ်ဒီအိမ်တစ်လုံးကိုကကောင်းမွန်စေခြင်းနဲ့ဆိုရင်သူ့ပေါ်မှာကိုကြိုးပမ်းရမယ်ကိုယ့်ရဲ့ကြိုးပမ်းမှုကိုရင်းရမယ်ငွေကြေးကိုရင်းရမယ်ဒုက္ခခံရင်ဒီအိမ်တစ်လုံးကကောင်းမွန်တယ်ဆိုတော့ဒီအိမ်ရဲ့အတွင်းမှာအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်အဲ့ဒီလိုပဲစားစရာထမင်းတပကစားခြင်းစပွဲဖြစ်အောင်ဒီပေါ်မှာကိုကအများကြီးကြိုးပမ်းမိကိုဟာလာတန်ခံရမယ်အပူတန်ခံရမယ်ချွေးရင်းရမယ်ပိုက်ဆံအကုန်ခံရမယ်လူဒုက္ခခံရမယ်အဲ့ဒီနောက်ပိုင်းမှာအင်တမွေးကြိုင်တဲ့စားခြင်းစပွဲထမင်းတပကကျွန်တော်တို့အရှိကိုရောက်လာကြိုးပမ်းရတယ်အကယ်၍ဒီထမင်းကိုကဖြက်စီးခြင်းနဲ့ဆိုရင်ကိုဘာမှလုပ်ကြမလို့ဒီထမင်းကိုဒီတိုင်းပဲဟာလားစပွဲပေါ်မှာတင်ထားလိုက်ဘာမှမလုပ်လိုက်ဒီစားခြင်းစပွဲအင်တမွေးကြိုင်တဲ့အနတ်တင်းတဲ့ဒီစားစရာပကံတစ်ခုဟာတကြက်ဒီလိုသူ့ကိုပြစ်ထားလိုက်ရင်နောက်နေ့အဲ့ဒီကနေအနတ်နဲ့ထွက်လာနောက်တနေ့အဲ့ဒီထမင်းရဲ့အနတ်ကလူခံနိုင်မှာမဟုတ်နောက်တရက်ဆိုရင်လူဟာအဲ့ဒီထမင်းကိုတွေ့ရင်ထွက်ပြေးမယ်ဒါပါလဲဆိုတော့ဘာတဘောလဲဆိုတော့သူ့ရဲ့အတွင်းမှာရှိတဲ့အဆိုးကအပြင်ကိုကန်ထွက်လာအဲ့လိုပဲဒုနီယာရဲ့ကိုဘယ်အရာကိုပဲယူကောင်းမွန်ဖို့ဟာလားကောင်းမွန်လာဖို့အတွက်ကလူကဒီပေါ်မှာကျိုးပန်းအားထုတ်ရတယ်ငွေရင်းရတယ်အရာတစ်ခုကိုဖျက်ဆီးခြင်းနဲ့ဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်ပြီးမိမိလုပ်နေတဲ့ကျိုးပန်းမှုတွေကိုရပ်လိုက်မလုပ်လိုက်ဒီအရာကအလိုလိုပျက်စီးသွားတယ်ဒါဒီဒုနီယာရဲ့အရာခတ်တဲ့ရဲ့သဘောကအဲ့ဒီထဲမှာလူလဲပါတယ်လူကမိမိကိုယ်ဖျက်ဆီးခြင်းနဲ့ဆိုရင် तू ဘာမှလုပ်ကြမလို့ဟိုမွေးရပါ original အတိုင်းဒီတိုင်းနေဒီခလေးတယောက်ကလူဆိုးလူမိုက်လူပီတယောက်ဖြစ်ဖို့အတွက်သူကဘာမှပြုတ်ပြင်ကြလည်းမလို့ဘူးတင်ပေးကြလည်းမလို့ဒီအတိုင်းသူ့ကိုထားတာဒီခလေးကဘလောက်ကြီးလာမယ်အဲ့ဒါလောက်မိုက်ရိုင်းတဲ့ခလေးတယောက်ဖြစ်လာခ
ခလေးတယောက်ကပညာတတ်ယဉ်ကျေးတိမ်မွေ့တဲ့အဆင့်တန်းရှိတဲ့ခလေးတယောက်ဖြစ်ချင်တယ်ဆိုရင်သူ့ပေါ်မှာမိဘကကြိုးပမ်းရမယ်ဒုက္ခခံရမယ်ဒီသားသမီးကိုကိုကဖျက်ဆီးခြင်းတယ်ဆိုရင်ဒီတိုင်းလွတ်ထားဒီသားသမီးကြီးလာဒီလောက်ဟာလားဒီကလေးကပြက်စီးလာလူသားရဲ့အတွင်းထဲမှာအလ္လာဟ်ကဖာအလ်ဟမဟာဖူဂျူရဟာဝတကွာဟာကောင်းတဲ့အရေးချင်းလဲအလ္လာဟ်ကထည့်ထားပေးတယ်မကောင်းတဲ့ဇရိုက်တဲ့အရေးချင်းတွေလည်းလူရဲ့အတွင်းထဲမှာရှိတယ်